ဘောလီဝုဒ်၏အရှင်သခင်ရှာရခန်အကြောင်းရှာရခန်ကို1965ခုနှစ်နိုဝင်ဘာလ2ရက်နေ့မှာမွေးဖွားခဲ့ပါတယ်မြန်မာလိုရှာရခန်စသည်ဖြင့်အမျိုးမျိုးခေါ်ဆိုကြပါတယ်ကမ္ဘာကျော်အမျိုးသားရုပ်ရှင်သရုပ်ဆောင်တဦးလည်းဖြစ်ပါတယ်သူကို SRK ဟူ၍လည်းတည်ကြပြီးအိန္ဒိယလူမျိုးရုပ်ရှင်သရုပ်ဆောင်ရုပ်ရှင်ထုတ်လုပ်သူရုပ်မြင့်တန်ကြတွင်နာမည်ကျော်ကြားသူအဖြစ်လဲလူသိများပါတယ်မီဒီယာများကရှာရခန်ကိုဘောလီဝုဒ်၏အရှင်သခင်ဘောလီဝုဒ်၏ဘုရင်နှင့်တခင်ကြီးခန်းစသည်ဖြင့်သုံးလုံးဖော်ပြကြပါတယ်ရှာရခန်သည်ဘောလီဝုဒ်ရုပ်ရှင်ဇာတ်ကားပေါင်းကား80အထက်တွင်ပါဝင်တရုပ်ဆောင်ခဲ့ပြီးဖလင်ဖဲစု14စုအပါအဝင်ချီကျူးဂုဏ်ပြုမှုများစုပေါင်းအများအများကိုလက်ခံရရှိခဲ့သူလည်းဖြစ်ပါတယ်ရှာရခန်သည်ထူးချွန်စုပေါင်း290ကျော်ရရှိထားလို့လည်းဖြစ်ပြီးရှာရခန်သည်ကမ္ဘာအနှံ့တွင်နေထိုင်ကြသောအိန္ဒိယလူမျိုးများနှင့်အာရှသဝန်းမှပရိသတ်များ၏အရေးပါသောအားပေးမှုများကိုရရှိထားလို့လည်းဖြစ်ပါတယ်သူ၏ပိုင်နိုင်ကောင်းမွန်လာသောတရုပ်ဆောင်ခြင်းများအားပေးကြသောပရိသတ်များသာနှင့်ရရှိထားသောဝင်ငွေစားသည့်အချက်တို့ကြောင့်ကမ္ဘာပေါ်တွင်အောင်မြင်ဆုံးရုပ်ရှင်အနုပညာကျယ်ပွင့်များတဲ့တွင်တဦးအပါအဝင်လည်းဖြစ်ပါတယ်